ဒီဇက်လန်လေးကတော့အမေရိကန်နိုင်ငံရဲ့တခြားကမ္ဘာတစ်ခုမှာအာဏာရှင်စနစ်ရောက်နေတဲ့ခေတ်ပြက်ကြီးတစ်ခုအကြောင်းပါနိုင်ငံကိုတမေဂျာလို့ခေါ်တဲ့စစ်အာဏာရှင်တူကပဲအုပ်ချုပ်နေတာပေါ့ဒီစနစ်ဆိုကြီးထဲမှာလူငယ်တွေအတွက်ထပ်ပေါက်တစ်ခုအနေနဲ့ The Long Walk ဆိုတဲ့အသက်လောင်းကြီးထက်ရတဲ့ပြန်ပွဲတစ်ခုကိုဖန်တီးထားပါတယ်အနိုင်ရတဲ့သူကတော့တသက်တာချမ်းသာကြွယ်ဝမှုနဲ့အတူမိမိလိုရှိရာဆန္ဒတစ်ခုကိုတောင်းဆိုဝင်ရမှာပါဒါပေမဲ့စီကန်းကတော့ရိုးရှင်းပြီးရက်ဆက်လွန်နေမရက်မနာလမ်းလျှောက်နေရမယ်ရက်လိုက်တာနဲ့တည်ရမယ်ပေါ့ဒီပြန်ပွဲအတွက်တနိုင်ငံလုံးကလူငယ်တွေစီရင်ပေးကြပြီးမဲနိုင်ရွေးချယ်ခံရတဲ့90ထဲမှာရေလို့ခေါ်တဲ့ကောင်လေးတယောက်ပါဝင်လာပါတယ်။သူ့အမေကတော့သူ့သားကိုဆုံးရှုံးအောင်မှကြောက်လို့မသွားဖို့တားရှာပေမဲ့ရေကတော့စိတ်ပိုင်းဖြတ်ထားပြီးသားပါ။ပြန်ပွဲကွင်းကိုရောက်တော့အမေဖြစ်သူကမျက်ရည်စက်လက်နဲ့နှုတ်ဆက်ရင်လမ်းခွဲခဲ့ရပါတယ်။ရေတယောက်ကွင်းထဲရောက်တော့ပီတာဆိုတဲ့ဖော်ဖော်ရွေရှိတဲ့ကောင်လေးတယောက်နဲ့ဆုံပါတယ်။တခြားပြန်ပွဲဝင်တွေကလည်းခင်မင်စရာကောင်းပြီးစကားတွေတပြောပြောနေပေါ့။ဒါပေမဲ့ကာလီလို့ခေါ်တဲ့ကောင်လေးတယောက်ကတော့တိတိတကာကိုတုံ့လုံနေပါတယ်အသက်16နှစ်လို့ပြောပေမဲ့အားလုံးကတော့သူကအရန်ငယ်သေးတယ်ဆိုတာသိနေကြတာပါမကြခင်မှာပဲဒမေဂျာရောက်လာပြီးပြန်ပွဲရဲ့ရက်ဆက်တဲ့စီကန်းတွေကိုကြီးညာပါတော့တယ်တနာကြီးကို3မိုင်တော့မပြအောင်6ရမယ်အချိန်ရောရင်သတိပေးချက်ရမယ်သတိပေးချက်3ချိန်ပြည့်လို့မှအချိန်ပြန်မတင်နိုင်တော့ချက်ချင်းတက်ခံရမှာပါလမ်းပေါ်ကနေရှစ်တလန်းချော်ထွက်သွားရင်တော့သတိပေးချက်မရှိပဲပြစ်တက်ခံရမှာဖြစ်ပါတယ်တနတ်တန်တစ်ချက်နဲ့အတူပြန်ပွဲကြီးစတင်ပါပြီစစ်ကားတွေကသူတို့နောက်ကနေတစ်ခေါက်ခေါက်လိုက်ပြီးမှတ်တမ်းတင်နေကြတာပေါ့ပထမတော့အားလုံးကပြောပြောပါပါစကားပြောရင်6နိုင်ကြသေးပေမဲ့9မိုင်လောက်ရောက်တော့စပြီးခတ်တွေ့လာကြပါပြီ။ဂရေးဆိုတဲ့ကောင်းလေးကသူ့နှက်တဲ့ခဲဝင်လို့ခဏရက်လိုက်တာနဲ့စစ်သားတွေကတနက်နဲ့ချိန်ပြီးသတိပေးချက်ထုတ်ပြန်ပါတော့တယ်။ကန်ကောင်းလို့ချက်ချင်းပြန်ရှောင်းနိုင်လို့အသက်မထွက်ခဲ့တာပါ။9မိုင်လောက်ရောက်တော့သူတို့တွေရီမန်းချက်တွေအကြောင်းပြောကြပါတယ်။တချို့ကတော့ပတ်စံတွေအတွက်တချို့ကတော့အကြောင်းပြချက်တွေပေါ့။ရေးကတော့ဒီစနစ်စိုးကြီးကလူတွေကိုဘလောက်ထိဆင်းရဲတွင်းနှောင်းအောင်လှုပ်ထားလဲဆိုတာကိုရင်ဖွင့်ပြီးပြောပြနေပါတယ်။အဲ့ဒီချိန်မှာ Richard ဆိုတဲ့လူငယ်ကပြန်မဝင်ရဲ့နာမည်ကိုလိုက်မှတ်နေပါတယ်။သူကအသက်ရှင်ခဲ့ရင်ဒီအကြောင်းကိုစားဝေးပြီးကြော်ကြားချင်တာပါ။ဒါပေမဲ့ကညမာကရက်ဆက်ပါတယ်။ကာလီတယောက်ခြေထောက်ကျွတ်တက်ပြီးလဲကျသွားတဲ့အခါစစ်သားတွေကသတိပေးချက်3ချိန်ပေးပြီးသူ့ကောင်အေးအေးဆေးဆေးပဲပစ်တက်လိုက်ပါတယ်။ဒါပြန်မရဲ့ပထမဆုံးသိဆုံးမှုဖြစ်ပြီးအားလုံးကိုတုံ့လောက်သွားစေခဲ့တာပါ။လန်ခီတစ်လျှောက်မှာအကြောင်းမျိုးကြောင့်လူငယ်တွေတယောက်ပြီးတယောက်ကြဆုံးလာပါတယ်။အတက်ယောဂထားလို့လဲကျတဲ့သူစီဝမ်းသွားဖို့ခဏမေးသွားတဲ့သူအားလုံးကရဲဆက်ဆက်အသက်ခံကြရပါတယ်ညရောက်လာတော့ရေးတယောက်အိတ်ငိုက်ပြီးအချိန်ရောက်သွားလို့သတိပေးချက်3ချိန်အထိရသွားပါတယ်။3နာရီကြောင်အမားရေးမရှိလမ်းလျှောက်နိုင်မှဒီသတိပေးချက်တွေကပယ်ဖြတ်ခံရမှာပါ။မနေ့ရောက်တော့ပြန်ဝင်90တွေက18ရောက်ပဲကြံမာတော့တယ်။ရေကုန်ရေကန်း6ရင်နဲ့တယောက်ပြီးတယောက်တနက်စာမိပြီးလဲကြကုန်ကြပါတယ်။မိုင်190လောက်ရောက်တော့ရှီတော့ကသွေးတွေထွက်နေတဲ့ကောင်လေးတယောက်ကစစ်ကားပေါ်တက်ပြီးအကူကြီးတောင်းဝင်မဲ့လဲစစ်သားတွေကကန်ချလိုက်ပြီးတော့တင့်ကားနဲ့ကြိတ်တက်ပြစ်လိုက်ပါတယ်။ဒါကိုကြည့်ပြီးတခြားကောင်လေးတယောက်ကတော့စိတ်ယူပေါက်ပြီးအဝတ်စားတွေရှုပ်လမ်းမေးပြစ်ထွက်သွားလို့ပြစ်တက်ခံလိုက်ရပြန်ပါတယ်နောက်ဆုံးမှာတော့6ယောက်ပဲကြံမာတော့တယ်သူတို့တွေကရန်သူတွေလိုမဟုတ်ပဲတငယ်ချင်းတွေလိုတယောက်ကိုတယောက်ဖေးမကြပါတယ်အနိုင်ရတဲ့သူကကြံတဲ့သူတွေရဲ့မိသားစုကိုထောက်ပံ့ဖို့ဂရုတွေပေးကြတာပေါ့ဒါပေမဲ့အင်အားကုန်ခန်းလာတဲ့ခံကတော့စိတ်သက်တွေစပြီးပြိုလဲလာပါတယ်ဂရီကတော့သူ့ရဲ့အပြစ်ရှိစိတ်ကိုမခံစားနိုင်တော့ပဲကိုအဆုံးစီရင်သွားပါတယ်9ရက်မြောက်နေ့မှာတော့ရေးရဲ့ဇာတိမျိုးကိုရောက်လာပါတယ်သူ့အမေကိုလမ်းမြင်လိုက်ရတဲ့အခါရေးကပြေးဖို့ကြိုးစားမိမယ်သူ့အမေကလမ်းမပေါ်မှာပဲနေဖို့ငိုယိုပြီးတားချပါတယ်ပီတာကလည်းရေးကိုအချိန်မီဆွဲထားနိုင်လို့အသက်မသေးခဲ့တာပါရေးကတော့သူ့အဖေလိုပဲစနစ်စုပ်ကိုတော်လိုင်းရှင်တဲ့သူပါသူဒီပြန်မဝင်ရတဲ့ခဲရွေချက်ကအနိုင်ရရင်တနက်လက်တောင်းပြီးတမေဂျာကိုတတ်ဖို့ပါပဲနောက်ဆုံးမှာတော့ရေးပီတာနဲ့စတီဗင်တို့3ယောက်ပဲကြံပါတော့တယ်စတီဗင်ကသူကတမေဂျာရဲ့တရားမဝင်သားတစ်ယောက်ဖြစ်ကြောင်းအနိုင်ရရင်အဖေမှနေစင်ကြောင်ဖွင့်ရခဲ့ပေမဲ့နောက်ဆုံးမှလည်းသူလည်းအင်အားကုန်ခံပြီးလဲကျသေးဆုံးသွားပါတယ်မိုးတွေတဲကြီးမဲကြီးရွာနဲ့ဂျာမန်ရေးနဲ့ပီတာတို့2ယောက်တည်းကြံပါတော့တယ်ပီတာကရေးကိုအမေနဲ့ပြန်ဆောင်စေလို့ရှုံးပေးဖို့ကြိုးစားပေမဲ့ရေးကလက်မခံပါဘူး။ဒါပေမဲ့ရေးရဲ့ခန္ဓာကိုယ်ကရှိစက်ဖို့ညှင်းဆန်နေပါပြီ။သူလမ်းမလျှောက်နိုင်တော့ပဲရက်သွားတဲ့အခါဒမေဂျာကိုယ်တိုင်တနက်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်။တူရဲသောအနိုင်ရရှိသူပီတာဒမေဂျာကသူ့ရဲ့ဆန္ဒကိုမေးတဲ့အခါပီတာကအောင်မွေးရဲ့အထိမ်းအမှတ်ဖြစ်စစ်သားတရားရဲ့တနက်ကိုလိုချင်တယ်လို့ပြောပါတယ်။တနက်ကိုရရချင်းမှပဲပီတာကဒမေဂျာကိုချိန်လိုက်ပါတယ်။ဒါရေးတော့ပဲလို့ပြောပြီးအာနာရှင်ကိုပြတ်တက်လိုက်ပါတော့တယ်။ပြီးတော့သူဟာတနက်ကိုပြချပြီးလွတ်လပ်ရာစီကိုတယောက်လဲလမ်းလျှောက်ထွက်ခွာသွားပါတော့တယ်